အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday TV Channel ကနေရထွေးစွာနှုတ်ဆက်သလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဇွန်လ29ရက်နေ့ကျွန်တော်တို့ရဲ့ Happy Birthday TV Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့တိုက်ကြီးမြို့မှာခိတဒူဘိုင်းမှာရောက်ရှိနေတဲ့မအေးအောင်ပဲဖြစ်ပါလေခင်ဗျာ Happy Birthday ဒီနေ့ဇွန်လ29ရက်နေ့မှာရောက်ရှိလာတဲ့မအေးအောင်ရဲ့26နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတော့ပဲခူးမှာခိတဒူဘိုင်းမှာရောက်ရှိနေတဲ့တငယ်ချင်းမရင်မင်းသူကနေဝင်းနေစုံမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမအေးအောင်ရဲ့26နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတငယ်ချင်းမရင်မင်းသူစူတောင်းပေးထားတဲ့ဝင်းနေစူတောင်းလေးတွေကတော့ Happy Birthday ပါမမကြီးဝင်းနေမှာစပြီးကံကောင်းခြင်းတွေနဲ့ပဲအမြဲကြုံရပါသေးမကြီးစင်းညစ်စရာတွေပြည့်ဖက်ပြီးကိုညီမချက်ပန်းနိုင်ကိုရောက်လှမ်းနိုင်ပါသေးမိသားစုအတွက်အာကိုအထားပြုရတဲ့သမီးလေးမလေးတယောက်ဖြစ်မယ်လို့ယုံကြည်ပါရမကြီးတငယ်ချင်းတယောက်လူရောအမတယောက်လူပါကောင်းပေးတဲ့အတွက်လည်းကျေးဇူးပါနော်ဝင်းနေမှာစပြီးအပီတဲ့ပီတိုင်းကြုံရပါသေးနော်နိုင်ငံရဲ့ချားမှာလည်းကျမကြီးကြီးဆိုင်ပြီးအစားစားရရအဆင်ပြေပါသေးမကြီး26နှစ်ပြည့်မွေးနေ့မှာစပြီး96ပါအနာယောဂများနဲ့ခင်းဝေပါသေးချစ်ရတဲ့မိသားစုနဲ့လည်းအမြဲတမ်းပြန်ဆုံနိုင်ပါသေး26နှစ်ပြည့်မွေးနေ့မှာစပြီးဒီထက်မကနှုတ်ပြလှပပါသေးလို့ချစ်တဲ့တငယ်ချင်းလေးရမင်းကစူတောင်းပေးလိုက်ပါတယ်မမဆောင်ရင်ကျုံလာသမျှခက်ခဲတွေကိုလည်းရှင်းဆိုင်နိုင်ပြီးတပွင့်နဲ့တောက်ပနေတဲ့ကျန်ကလေးဖြစ်ပါသေးလို့စူတောင်းပေးတယ်နော် best friend ရမင်းဆိုပြီးတော့မအေးအောင်ရဲ့26နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတငယ်ချင်းရမင်းသူကနေဝင်းနေစုံမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါမအေးအောင်ရဲ့ Happy Birthday TV Channel ကနေလည်းဒီနေ့ဇွန်လ29ရက်နေ့မှာရောက်ရှိလာတယ်မအေးအောင်ရဲ့မွေးနေ့ရဲ့မြက်လေးကိုထက်စင်မွေးနေ့စုံမကောင်းလေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာဝင်းနေကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနေထိုင်နိုင်ပါစေနေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါစေဘဝရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါစေအလုပ်ကိုင်တွေလည်းထိထက်မကအဆင်ပြေပြီးတော့စီးပွားလလှပါများလည်းဒီလာတူတက်ပါစေညနာမြင့်ချစ်ခင်အတန်းကြားသနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါစေကက်ကြီးသုံးပါဇင်းသမီး၅ပါးဘေးကနေလည်းခင်ဝေးနိုင်ပါစေဘဝမှာမရှိစကားမကြားဘဲနဲ့တက်ရှိကြမှာပြောရှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြေဝပါစေလို့ဒီနေ့ဇွန်လ29ရက်နေ့မှာရောက်ရှိလာတဲ့မအေးအောင်ရဲ့မွေးနေ့ရဲ့မြက်လေးကို Happy Birthday TV Channel ကနေလည်းတစ်စင်မွေးနေ့စုမကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday TV Channel ကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday